Hello, welcome back to English is yours. English is yours ကနေပြောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီချက်ကတော့ဒီချက်ဖြစ်ဝင်မဲ့ဖြစ်ပါတယ်။ဒီချက်ဒီနေ့ learners တို့ကို close တို့ခေါ်တဲ့အဝတ်အစားနဲ့ပတ်သက်တဲ့စလုံးလေး10လုံးမျှဝေလိုပါတယ်။အဲ့တော့ပထမဆုံးတစ်လုံးကတော့ dressing gown ပဲဖြစ်တယ်ပေါ့နော် spelling က DRESSING dressing GOWN gown dressing gown ပေါ့နော်သူကတော့ noun ဖြစ်ပါတယ်သူကဘာနဲ့တူလဲဆိုလို့ရှိရင်ဒီချက်ရှေ့ဗီဒီယိုမှာရှင်းပြခဲ့တဲ့ bathrobe လို့ခေါ်တဲ့ရေချိုးဝတ်ရုံနဲ့တူတူပဲပေါ့နော် robe လို့လည်းခေါ်တယ်အဲ့တော့ဥပမာကိုကြည့်ကြည့်ရအောင် I go downstairs in my dressing gown I go downstairs downstairs ဆိုတာအောက်ထပ်ပေါ့နော် upstairs ဆိုရင်တော့အပေါ်ထပ် I go downstairs เนาะငါအောက်ထပ်ကိုဆင်းလိုက်တယ် in my dressing gown เนาะရေချိုးဝတ်ရုံဝတ်ပြီးတော့မှငါအောက်ထပ်ကိုဆင်းလိုက်တယ်ဆိုပြီးမှဒီချက်ဥမာကိုပေးထားပါတယ်ဟုတ်ပြီနောက်ထပ်တစ်လုံးကတော့ degrees ပဲဖြစ်တယ် spelling က DUNGAREES degrees ပေါ့နော်အဓိပ္ပာယ်ကတော့အင်ဂျီနဲ့ပေါင်းပြီးတွဲလဲဝတ်စုံကိုခေါ်တာပဲဖြစ်တယ်သူကလည်း noun ဖြစ်ပါတယ်ဥမာကိုကြည့်ရအောင် She is wearing degrees with a white t-shirt she is wearing ဆိုတော့သူမကဝတ်ထားပါတယ်ဘာဝတ်ထားလဲ degrees with a white t-shirtဖြူရောင် t-shirt တစ်ထည်နဲ့ degrees ကိုတွဲပြီးတော့ဝတ်ထားတယ်ဆိုပြီးတော့မှဒီချက်ဥမာပေးထားပါတယ်နောက်ထပ်တစ်လုံးကတော့ jacket ပဲဖြစ်တယ် JACKET jacket အဓိပ္ပာယ်ကအပေါ်ဝတ်အင်ကြီးပဲဖြစ်ပါတယ်အဲ့တော့သူကလည်း noun ဖြစ်တယ်ပေါ့နော်အဲ့တော့ do you know how to style a leather jacket a leather jacket ဆိုတာကတော့ leather အပေါ်ဝတ်အင်ကြီးပေါ့အဲ့တော့ leather jacket နဲ့ how to style ဘယ်လို style ထုတ်ရမလဲဆိုတာကို do you know မင်းသိသလားပေါ့နော်ပြန်ပြောမယ်နော် do you know how to style a leather jacket နော် leather jacket နဲ့ဘယ်လို style ထုတ်ရမလဲဆိုတာကိုမင်းသိလားဆိုပြီးမှဒီချက်ဥမာလေးကိုပေးထားပါတယ်နောက်ထပ်တစ်ခုကတော့ jeans ပေါ့နော် spelling က JEANS jeans ဂျမောင်းမီပဲဖြစ်တယ်သူကလည်း noun ဖြစ်တယ်ပေါ့နော်အဲ့တော့ဂျမောင်းမီတို့မြည်သည်ဒီချက်တို့ကနှစ်ဖက်ဝတ်ရတာဖြစ်တဲ့အတွက်အမြဲတမ်း s ပါမယ်အဲ့တော့နှစ်ခုတွဲဝတ်ရတဲ့အဝတ်အစားတွေဆိုလို့ရှိရင်ဒီချက်တို့က s ထည့်ပြရမယ်နော်အဲ့တော့အပေါ်မှာပြောထားတဲ့ degrees ကလည်းအင်ဂျီနဲ့ပေါင်းပြီးတွဲထားတာဖြစ်တဲ့အတွက်ဒီချက်တို့က s ထည့်ပြရမယ်အခု jeans ကကြတော့လေ noun ဖြစ်တယ်ပေါ့နော်အဲ့တော့ဥမာကိုကြည့်ကြရအောင် my favorite style is t-shirt and jeans เนาะ favorite ဆိုတာနှစ်သက်တော့ my favorite style เนาะငါနှစ်သက်တဲ့ style ကတနည်းအားဖြင့်ပြောရရင်တော့ငါအကြိုက် style ကတော့ is ဖြစ်တဲ့ t-shirt and jeans เนาะ t-shirt နဲ့ဂျမောင်းမီပဲဖြစ်ပါတယ်ဆိုပြီးမှဒီချက်ဥမာလေးကိုပေးထားပါတယ်နောက်ထပ်တစ်လုံးကတော့ jersey ပဲဖြစ်တဲ့ spelling က JERSEY 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 ကကြတော့အဓိပ္ပာယ်ကနှစ်မျိုးရတယ်ပေါ့နော်တစ်မျိုးကကြတော့သူကအားကစားအင်ကြီးဖြစ်တယ်နောက်တစ်ခါ jersey ကို British English နဲ့ Australian English မှာသူက sweater ဆိုတဲ့အဓိပ္ပာယ်လည်းဖွင့်ဆိုတယ်ဒါကြောင့်မလို့ jersey ကိုနှစ်ခုမှတ်ထားရမယ်အားကစားအင်ကြီးဆိုရင်လည်း jersey ပဲเนาะ sweater ဆိုလို့ရှိရင်လည်း jersey ပဲပေါ့နော်သူကလည်း noun ဖြစ်ပါတယ် spelling က JERSEY jersey ပေါ့နော်အဲ့တော့ဒီချက်ဒီမှာဥမာလေးကိုနှစ်ခုပေးထားတယ်ပထမတစ်ခုကနော်အားကစားအင်းကြီးဆိုတဲ့အဓိပ္ပာယ်ကိုဥမာပေးထားတာဖြစ်ပါတယ်ဥမာက Cristiano Ronaldo's jersey number is 7 Cristiano Ronaldo ရဲ့ jersey number နော် number လို့မဖတ်ဘူးအင်္ဂလိပ်မှာ number လို့မရှိဘူး number ဟုတ်လား jersey number ကတော့ is 7 ခုနှစ်ပဲဖြစ်ပါတယ်ပေါ့နော်နောက်ထပ်တစ်ခုကြည့်ရအောင် put your jersey on it's getting cold put on ဆိုတာဝတ်ဆင်သည် put on เนาะ put your jersey on sweater ဝတ်လိုက်ပါ it's getting cold အေးလာပြီဆိုပြီးမှဒီချက်ဥမာပေးထားပါတယ်အဲ့တော့နောက်ထပ်တစ်လုံးကတော့ jumper ပဲဖြစ်တယ် spelling က JUMPER jumper ပေါ့နော်သူက jersey နဲ့တူတူပဲเนาะအဓိပ္ပာယ်ကတော့ sweater ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်အဲ့တော့ဒီချက်တို့က British English နဲ့ Australian English မှာ sweater ကို jumper ဒါမှမဟုတ်ရင် jersey လို့ခေါ်တယ်အဲ့တော့သူကလည်း noun ဖြစ်တယ်ဥမာကိုကြည့်ကြရအောင် put your jumper on it's getting cold sweater ဝတ်လိုက်အေးလာပြီဆိုပြီးမှဒီချက်ဥမာပေးထားပါတယ်နောက်ထပ်တစ်လုံးကတော့ pull over ဖြစ်ပါတယ် spelling name က PULLOVER pull over ပေါ့နော် pull over ဆိုတာလဲဆွဲတာပဲပေါ့နော်
သူကကြတော့ North American English မှာ sweater ကို pull over လို့သုံးတယ်သူကလေ noun ပဲဖြစ်တယ်အဲ့တော့ဒီချိန်ဥမာကိုမှတ်ရအောင်လို့เนาะစင်တူလေးပေးထားတယ် put a pullover on it's getting cold เนาะ sweater ဝတ်လိုက်အေးလာပြီ put a sweater on it's getting cold เนาะ sweater ဝတ်လိုက်အေးလာပြီပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင် sweater နဲ့ပတ်သက်ပြီးတော့မှခေါ်လို့ရတာဒီ jersey jumper pullover sweater အဲ့ဒီလေးလုံးအားလုံးဒီ sweater ပဲဖြစ်တယ်ဒါကြောင့်မလို့ဒီချိန်ကဥမာကိုတစ်ခုတည်းပဲပေးထားပါတော့မှတ်ရလွယ်အောင်လို့ပေါ့ဟုတ်ပြီနောက်ထပ်တစ်ခုကတော့ pajamas เนาะ PYJAMAS pajamas ညအိပ်ဝတ်စုံနောက်ထပ်သူ့ကို PAJAMAS pajamas ညအိပ်ဝတ်စုံလို့လည်းပေါင်းလို့ရတယ်เนาะသူကလည်း noun ပဲဖြစ်တယ်ညအိပ်ဝတ်စုံကလည်းဒီချိန်တို့ကပေါ်ကအင်ဂျီနဲ့အောက်ကဘောင်းမီနဲ့တွဲဝတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ခုဝတ်ရတာဖြစ်လို့ S ထည့်ပေးရမယ်နော်အဲ့တော့ဥမာကြည့်ရအောင် she is wearing a dressing gown over pajamas နော် she is wearing a dressing gown over pajamas နော်သူမကညာအိပ်ဝတ်စုံပေါ်မှာနော် dressing gown ကိုထပ်ဝတ်ထားတယ်ဆိုပြီးမှဒီချိန်ဥမာလေးကိုပေးထားပါတယ်နောက်တစ်ခုကတော့ skirt ပဲဖြစ်တယ် SKIRT skirt အမျိုးသမီးဝတ်စကတ်ပဲဖြစ်တယ်သူကလည်း noun ဖြစ်တယ်ပေါ့နော်ဥမာကိုကြည့်ကြည့်မယ် she bought a short skirt အဲ့တော့ a short skirt ဆိုတော့စကတ်တူတူလေးတစ်ထည့်ပေါ့ she bought bought နော်ဝယ်သည်ဝယ်ခဲ့သည်ဆိုတဲ့စကားလုံးပေါ့အဲ့တော့ she bought a short skirt သူမကစကတ်တို့တစ်ထည့်ဝယ်ခဲ့တယ်ဆိုပြီးမှဒီချက်ဥမာလေးပေးထားပါတယ်နောက်ဆုံးတစ်လုံးကတော့ slip ပဲဖြစ်တယ်SLIP slip သူကလည်း noun ဖြစ်တယ် slip ကကြတော့နှစ်ခုခေါ်တယ်မျိုးသမီးဝတ်တဲ့ဝတ်စုံနှစ်လှလီပေါ့နော်မျိုးသမီးဝတ်စုံဒီမှာဒီကျပုံနဲ့ပြထားတယ်နော်မြင်အောင်လွင်အောင်လို့အဲ့ဒါလည်းသူက slip လို့ခေါ်တယ်နောက်တစ်ခါကျတော့အတွင်းကနေဝတ်တဲ့ဒီဝတ်စုံပဲဒါပေမဲ့သူကပပလေးပေါ့နော်အဲ့ဒါကိုလည်းသူက slip လို့ခေါ်တယ်ဒါကြောင့်နှစ်ခုရှိရပေါ့နော်အဲ့တော့ဥမာကိုကြည့်ကြရအောင် she's cool in a black slip dress เนาะသူမကအနှံ့ရောင်ဝတ်စုံနဲ့မိုက်နေတယ်ပေါ့မိုက်လေးဖြစ်နေတယ်ပေါ့ cool ဆိုတာအေးမြတော်ဆိုတဲ့အဓိပ္ပာယ်တင်ဒီချေတို့ကဘန်စကားလို့ပြောရမှာပေါ့နော်မိုက်လေးဖြစ်နေတယ်ပေါ့အဲ့တော့ she's cool in a black slip dress သူမကအနှံ့ရောင်တွင်းခံဝတ်စုံနဲ့မိုက်လေးဖြစ်နေတယ်ဆိုပြီးမှဒီချေဥမာကိုပေးထားပါတယ်အဲ့တော့အားလုံးပဲ learners တို့ဒီချက်ဒီနေ့ပြောလိုက်တဲ့ဝတ်စားနဲ့ပတ်သက်တဲ့စလုံးလေးစိတ်လုံးပြန်ပြောရမယ်ဆိုရင် dressing gown noun ရေချိုးဝင်းယုံ tan greens noun အင်ဂျီနဲ့ပေါင်းပြီးတွဲလဲဝတ်စုံ jacket noun အပေါ်အင်ဂျီ jeans noun ဂျင်မောင်မီ jersey noun အခါစားအင်ဂျီသုံးမွေး sweater jumper နော် jumper ကလည်းဂျာစီနဲ့တူတူပဲ sweater noun ပဲဖြစ်တယ်pullover sweater noun ပဲဖြစ်တယ် pajamas noun ညအိပ်ဝတ်စုံဖြစ်ပါတယ် skirt noun အမျိုးသမီးဝတ်စကတ်ဖြစ်တယ် slip noun အမျိုးသမီးဝတ်စုံဒါမှမဟုတ်ရင်အမျိုးသမီးဝတ်အတွင်းခံဝတ်စုံဆိုပြီးတော့မှစလုံးလေး10လုံးကိုတည်ချက်ပေးထားပါတယ်အဲ့တော့ဒီချက်ဒီနေ့ရှင်းပြလိုက်တဲ့စလုံးလေး10လုံးကိုပုံလေးတွေနဲ့ကောဗီဒီယိုလေးတွေနဲ့တည်ချက်ရှင်းပြထားတာဖြစ်တဲ့အတွက်အားလုံးပဲရပါလိမ့်မယ်လို့ညွှန်လင့်ပါတယ်အဲ့တော့ဒီချက်တို့က British pronunciation နဲ့ American pronunciation ကိုနားထောင်ကြည့်ကြရအောင်နော် dressing gown dungarees jacket jeans jersey jumper pullover pajamas
skirt, skirt, slip, slip. အားလုံးပဲလန်နာစတိုးအနေနဲ့ဒီဇိုင်းဒီနေ့ရှင်းပြလိုက်တဲ့စလုံးလေးတွေကိုရပါလိမ့်မယ်လို့ထင်ပါတယ်ဒီချေတို့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတွေ့ကြမယ်နော်အားလုံးပဲထူးချွန်ထက်မြက်တဲ့သူတွေဖြစ်ကြပါစေဘိုင်ဘိုင်